ချက်စားပါမယ်မဝင်တဲ့ပစ္စည်းလေးတွေကတော့ကျုပ်လေးရယ်ပဲလေးရယ်ငါးလေးရယ်ငါးဦးလေးပါထည့်ပြီးစီးသက်ထားပါတယ်တဲ့ကျုပ်တို့ဖြူလေးကျုပ်တို့နီလေးရယ်ငပြောဦးလေးပါပါမယ်ဒီမှာရင်တွေဦးလေးတည်ထားပါတယ်စီလေးစုစီလေးစီဦးလေးတည်ထားပါမယ်စီလေးစလာရင်ကျုပ်တို့ဖြူလေးချင်းလေးထောက်တာလေးထည့်စီးသက်ပါမယ်ကျုပ်တို့ဖြူလေးချင်းလေးဖြူလေးမွေးအောင်စီးသက်ပါမယ်လို့ကျုပ်တို့ဖြူလေးမွေးလာတယ်လို့ဒီထဲပါမယ်ဒီလေးမွေးထဲစီးသက်ပါမယ်တက်ကရပြီဆိုရင်ခဏချထားပါမယ်လို့ပြီးတော့မှအိုးလေးကိုထည့်ပါမယ်ငါစီတလေးရပါပြီလို့ငါစီတလေးပါမွေးချိုင်းနေတာဟိုပဲလေးတွေပဲချေထားတာလေးတွေထည့်ပါမယ်ပဲချေထားတာလေးတွေထည့်ပါမယ်ပြီးရင်ပြောဦးလေးထည့်ပါမယ်ကိုငန်အတွက်ငပြားကြီးလေးထည့်ပါမယ်လို့ငပြားကြီးလေးထည့်ပါမယ်ငရုတ်ကောင်းမုံလေးရယ်ခင်းခက်မုံလေးရယ်အသားမုံလေးရယ်ထည့်ပါမယ်လို့ထည့်ပြီးမှုပါမယ်ကဲမဟင်းငါလေးရပ်ပါပြီလို့ကဲကျုပ်လေးထည့်လိုက်ပါဦးမယ်နော်ကျုပ်လေးထည့်ပြီးရပါပြီလို့မဟင်းငါလေးတုံးဆောင်ကြပါဦးရပါပြီလို့ရှေ့ကောင်းမွေးငါလေးပါလို့စကြပါဦးကျွန်တော်တို့ကြည့်ရှုပေးတဲ့တူတရချင်းချင်းအားလုံးကျေးဇူးထူးတင်ပါတယ်လို့စကြပါဦးတော့မွေးငါလေးပါလို့ပြင်နိုင်မွေးငါလေးပါလို့ကျုပ်နိုင်ချင်းလေးနဲ့ပါလို့ကျုပ်နိုင်ချင်းလေးကိုထောက်ပြီးတော့ထည့်ထားပါလို့ကျေးဇူးပါကြည့်ရှုပေးတဲ့လူတယောက်ချင်းကျေးဇူးထူးတင်ပါတယ်လို့ကျေးဇူးပါ